ချီရတဲ့တမမိတ်ဆွေအပေါင်းအားလုံးမင်္ဂလာပါ။တာယာသောနာနဲ့ခင်းမှာနိုးထချင်းအခွင့်ကိုပြီးတော့ဖရာသခင်ရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်။တပတ်တာရဲ့အလဲပဟိုပုတ်ထိုးနေ့ကိုရောက်ရှိလာတဲ့အခါမှာကျွန်တော်တို့ဟာလှုပ်လှုပ်ကြတယ်ပင်ပန်းကြတယ်အမျိုးစုံကြုံတွေ့နေရတဲ့အချိန်တွေရှိမှာပါ။ငါဘဝကဒီလိုပဲပြီးသွားတော့မှလားငါရှေ့ရေးကဘာဖြစ်နေလဲဆိုပြီးတော့မျောလက်ချက်တွေပျောက်ဆုံးနေတတ်ပါတယ်တခါတလေမှာဒါပေမဲ့ဘုရားသခင်ကတင့်အတွက်အံ့ဩစရာကောင်းတဲ့ဂတိတစ်ခုပေးထားပါတယ်ဘုရားရဲ့နှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့ဒီလိုဆိုထားပါတယ်ငါသည်တင်တို့ကိုအကျိုးနည်းစေခြင်းဟာကြံစီသောအကြံမဟုတ်ပဲတင်တို့သည်မျောလက်သောအကျိုးကိုရမည်အကြောင်းငြိမ်ဝတ်စေခြင်းဟာသာတင်တို့အဖို့ကြံစီသောအကြံကိုငါသိ၏တဲ့ဟာလေလုယာဆိုတော့အရာခတ်သိမ်းကိုသိတယ်တဲ့ငါသိ၏လို့ပြောပါတယ်သင်ရဲ့ဘဝရဲ့အခြေအနေတိုင်းကိုဘုရားသခင်ကသိပါတယ်သင်ခံစားနေရတဲ့အခက်အခဲတွေဟာအကြောင်းမဲ့တော့ဘယ်တော့မှမဟုတ်ပါဘူးကိုရောကသင်အတွက်လမ်းစာပြင်ဆင်ပေးနေတယ်ဆိုတော့ကိုအသက်တာထဲမှာယုံကြည်ခြင်းနဲ့ရှောက်လန်းပါပြီးတဲ့အခါမှာအကျိုးနည်းစေခြင်းကမဟုတ်ဘူးတဲ့တခါတလေမှာကျွန်တော်တို့ရဲ့ဘဝမှာအစင်မပြေမှုတွေကြုံရတတ်ပေမဲ့အဆုံးသတ်မှာတော့ဘုရားသခင်ကဘေးဥပတ်ကိုကျွန်တော်တို့အတွက်ဘယ်တော့မှရောက်စေမှာမဟုတ်ဘူးကျွန်တော်တို့ဝိညာဉ်ရေးရာပိုင်းမှာယဉ်ကျေးဖို့ရအတွက်အသက်တာထဲမှာငြိမ်သက်ခြင်းကိုသာဘေးဖို့ရအတွက်ဖြစ်စေတတ်ပါတယ်ဒါကြောင့်မျှော်လင့်သောအကျိုးလို့ပြောပါတယ်အနာဂတ်အတွက်မပူပန်ပါနဲ့ဘုရားသခင်ရဲ့လက်ထဲမှာတင့်ရဲ့အနာဂတ်ကလုံခြုံမှုရှိပြီးသားပါသင်မျှော်လင့်ထားတာထက်ပိုကောင်းတဲ့အရာကိုဘုရားသခင်ကတင့်ရဲ့အတ္တထဲမှာတင့်ရဲ့မိသားစုထဲမှာရောက်ရှိလာစေမှာဖြစ်ပါတယ်ဒါကြောင့်ဘယ်တော့အခါမှစိတ်မပြတ်ပါနဲ့ဘုရားရဲ့အစီအစဉ်ကိုယုံကြည်ပြီးအားတည်ယူပါလို့ဒီနှုတ်ကပတ်တော်လေးကိုဝင်ဟပေးချင်ပါတယ်ဒီဗီဒီယိုလေးကနေခွန်အားရတယ်ဆိုရင်လည်း subscribe လုပ်ထားဖို့နဲ့မိတ်ဆွေတွေကို share ပေးဖို့မမေ့ပါနဲ့အောင်ကြားနာတဲ့တယောက်တိုင်းပေါ်မှာဘုရားရှင်ကောင်းချီးပေးပါစေ